နေ့ကတော့19နာရီကြာအောင်စီရတဲ့ရန်ကုန်ပကံရထကိုစီးပြီးတော့ပကံကိုသွားလည်မှာပဲရှိပါတယ်။မိုးရသည့်ပကံကတော့နေလဲတိတ်မှုပူခီးသွားလဲတိတ်မများတော့လည်လို့ပတ်လို့အရန်ကောင်းပါတယ်။ပပေါ်ကတော့ရန်ကုန်ပကံရထကိုတောင်ငူကနေစီလို့စီရတဲ့ကြံချေက9နာရီလောက်ကိုတက်တာသွားပါတယ်။ရထားလက်မကတော့ပပူကြားဘူးတာနဲ့ဝယ်တာဆိုတော့အထက်တန်းလက်မရဖို့ခက်တယ်ပေါ့နော်။ဒီနေ့ကတော့ပပူယူယူတန်းနဲ့ပဲသွားခဲ့ပါတယ်။ရထားပေါ်ကနေမြင်ရတဲ့ရှုခင်းလေးကတော့ရန်ကိုလာပါတယ်ပပူကတော့အခုလိုမျိုးလက်ကွင်းစိတ်စိတ်ဆူဆူလေးဆိုရင်အရန်ကြိတ်တယ်ပေါ့နော်ဒီတစ်ခေါက်ပကံခီရတော့တယောက်တည်းပဲသွားတာဆိုတော့ပုံငေးလိုက်ဒီငေးလိုက်နေပေါ့နော်ဘေးကလူနဲ့စကားပြောလိုက်ရင်းနဲ့ပြင်မနာဘူတာရောက်ရတော့ရထားကတော့ခေါင်းချင်းပါတယ်ညစာတော့ပပူဒီဘူတာမှာပဲစားလိုက်ပါတယ်ပပူကတော့တောင်ကနေခောက်ဆွဲကြော်ဝင်လာပါတယ်အရန်စားကောင်းတယ်ပေါ့နော်ရှေ့ဘူတာမှာဆိုရင်တော့တက်လာရောက်တဲ့သူတွေလည်းမရှိတော့သလိုဘာစီတယ်မှလည်းတက်မလာတော့ဘူးပေါ့နော်ပြင်မနာဘူတာကြော်မှာဆိုရင်တော့ယထာဆက်ပြီးတော့ဟိုရင်းဒီရင်းနဲ့ပေါ့နော်စားပြီးတော့လှုပ်လာပါတယ်ဒါပေမဲ့ပပူပထမတစ်ခါလာတော့မလှုပ်တော့ဘူးပေါ့နော်တောင်ရွေးကြီးဘူတာကြော်သွားရင်တော့ခီးတဲ့တော်တော်များများဆင်းသွားကြလို့ခုလိုမျိုးနေရလို့လဲအိတ်လို့ရပါပြီကြောက်ပတောင်းဘူတာကိုကြော်ပြီးတော့မနဲ့စောခုလိုမျိုးထမ်းပေလေးတွေကိုလမ်းမြင်နေရပြီဆိုရင်တော့ပကံကိုရောက်ခန်းနေပါပြီပကံကိုရောက်ခန်းနေရှုခင်းရလဲရဲကိုလာတယ်ပေါ့နော်ရထားစီးတဲ့တညလုံးကတော့အိတ်လိုက်နိုးလာနေပေါ့နော်အေးရတော့ပြက်ပါတယ်ဒါပေမဲ့ပပူကရထားစီးရတာကြိုက်လို့လားမသိဘူးပေါ့နော်ပြင်မဲ့နေလို့မခံစားဘူးပေါ့နော်ခုဆိုရင်တော့19နာရီကြာအောင်စီးရတဲ့ရန်ကုန်ပကံရထားကတော့ပကံဘူတာကြီးစီကိုရောက်ရှိလို့လာပါပြီပပူကတော့ဟိုတယ်မှာထုတ်တွေပါတယ်ပြန်ထားမျက်နှာတွေပါတယ်တေးရနဲ့မနက်စာသွားစားလိုက်ပါတယ်ဒီဆိုင်လေးကတော့စူတောင်ပြည့်ဖေးရနောက်မှာရှိတဲ့မနှင်းဆိုတဲ့အညာမုတ်တီဆိုင်လေးပါပပူပကံရောက်တိုင်းဒီမှာခဏလာစားဖြစ်ပါတယ်ဒီဆိုင်မှာကတော့ခုလိုမျိုးနန်းကြီးတုံနန်းလက်တုတ်တပွဲကိုမှ2000ပဲပေါ့နော်ကျဲဥပါတယ်အကျော်ပါတယ်ကျဲဥချောင်းပါပါတယ်အရင်ကတန်တယ်ပေါ့နော်ပကံကိုရောက်လို့မနေ့စာကိုဟိုတယ်မှာပဲမစားဘဲနဲ့ခုလိုမျိုးအပြောင်းလဲလေးစားချင်နေဆိုရင်တော့ဒီဆိုင်လေးကိုသွားစားကြည့်ပါညောင်ဥဘက်မှာရှိလို့ဤပိုက်လေးနဲ့အလွယ်တကူသွားလို့ရတယ်ပေါ့နော်ပပူဒီဆိုင်ရဲ့လိပ်စာတိကျတော့ comment မှာချထားပေးလိုက်ပါမယ်ဒီဆိုင်လေးကတော့ဘယ်နှစ်နာရီအထိဖွင့်လဲတော့မသိဘူးပေါ့နော်ပပိုသွားတာကတော့8နာရီခွဲ9နာရီလောက်ရှိပါပြီအဲ့ဒါမှဆက်စုံလေးရပါသေးတယ်ပေါ့နော်ပပိုကတော့ဒီဆိုင်ကခုလိုမျိုးနန်းကြီးတုံနန်းလက်တုတ်ဆိုရင်အရင်ကြိုက်ပါတယ်သူကဟင်းရည်ဆိုရင်လည်းအညာဟင်းရည်လေးပေါ့နော်ဒီလိုပဲဟင်းရည်လေးနဲ့ချထားပေးရပြီးတော့ယူဟင်းရည်လေးလည်းချထားပေးပါတယ်ခုချိန်ပကံကတော့မိုးတွေရမ်းရွာပြီးတော့လေလုပတ်လို့အစင်မပြေမှာစိတ်ပူစရာမလိုဘူးเนาะအခုပဲပိုရောက်တာတော့မိုးတော့မရွာဘူးပေါ့เนาะနေတာပြီးတော့ရာတီသူအရန်ကိုတတ်ရပါတယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲရက်လိုက်မယ်ပေါ့เนาะ